ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကိုမြောက်ဝေးမဲ့သင်ခန်းစာလေးကတော့ထိုင်းစကားပြောအခြေခံကိရိယာစကားလုံးလေးတွေဖြစ်ပါတယ်ထိုင်းစကားပြောတတ်ရှင်တော့ဒီအခြေခံကိရိယာစကားလုံးလေးတွေကိုရအောင်ကြားထားဖို့လိုပါတယ်ဒါဆိုရင်တော့စကားလုံးလေးတွေကိုကျွန်တော်နဲ့အတူတူလေ့လာကြည့်ကြအောင်ပါခင်ဗျာခွန်းတက်တီခွန်းတက်တီဒီစကားလုံးမှာအတန်ကြီးပေးရမှာဖြစ်ပါတယ်long စင်းသည် long စင်းသည် yam ပြုံးသည် yam ပြုံးသည်ဒီစကားလုံးမှာပါးစပ်ပိတ်ပေးရမှာဖြစ်ပါတယ်ဟိုဝလောရှိမောသည်ဟိုဝလောရှိမောသည်မောင်ကြည်သည်မောင်ကြည်သည် hen မြင်သည် hen မြင်သည်ဟာချာသည်ဟာချာသည် son တော်ဝသည် son တော်ဝသည် cow ဝင်သည် cow ဝင်သည် die ရသည် die ရသည်แตกကွဲသည်แตกကွဲသည်หักကျိုးသည်หักကျိုးသည်นอนအိပ်သည်นอนအိပ်သည်ตื่นအိယာထသည်ตื่นအိယာထသည်ဒီစကားလုံးမှာအတန်ကြီးပြရမှာဖြစ်ပါတယ်နော်ချင်းမြည်သည်ချင်းမြည်သည်ဒီစကားလုံးမှာပါးစပ်ပိတ်ပြရမှာဖြစ်ပါတယ်နော်ရိုင်းပြောင်းသည်ရိုင်းပြောင်းသည်ချိုးကုညီသည်ချိုးကုညီသည်စကားတစ်လုံးချင်းစီရဲ့သုံးပုံလေးတွေကိုပြန်ရှင်းပြပေးပါမယ်ခင်ဗျာခွန်းတက်သည်သူကကြတော့ကားပေါ်တက်တာပဲဖြစ်ဖြစ်အိမ်ပေါ်တက်တာပဲဖြစ်ဖြစ်ပေါ့နော်တစ်ပင်ပေါ်တက်တာပဲဖြစ်ဖြစ်အစရှိတဲ့အပေါ်နဲ့တက်တယ်ဆိုလို့ရှိရင်သုံးလို့ရပါတယ်နော်ခွန်းတက်သည် long ဆင်းသည်သူကကြတော့အပေါ်ဆင်းလို့ရှိရင်သုံးပြုခဲ့ရနော်အိမ်ပေါ်ဆင်းတာပဲဖြစ်ကားပေါ်ဆင်းတာပဲဖြစ်ဖြစ်အစရှိတဲ့အမြင့်ပေါ်ဆင်းနေဆိုလို့ရှိရင်လည်းဒီ long နဲ့သုံးပြုလို့ရပါတယ်နော်ဆင်းသည် yim ပြုံးတာပေါ့နော်ဒါကတော့ထွေထူးမရှိပါဘူးပြုံးတယ်ဟိုလောရှိမောသည်သူတို့လည်းထွေထူးရှင်းပြစရာမလိုဘူးပေါ့နော်မောင်ကြည်သည် hen မြင်သည်ဟာချာသည် son တော်ဝတ်သည် son တော်ဝတ်သည်ဆိုတဲ့စကားလုံးကဖွက်တာကိုပြောတာဖြစ်ပါတယ်နော် son ဆိုတော့တော်ဝတ်တယ်သို့မဟုတ်ဖွက်တာကိုပြောတာဖြစ်ပါတယ် cow ဝင်သည်သူလည်းထွေထူးပြောစရာမလိုပါဘူးခင်ဗျာ die ရသည်သူလည်းထွေထူးရှင်းပြစရာမလိုပါဘူးเนาะရတယ်แตกကွဲသည်သူကကြတော့ခေါင်းကွဲတာပဲဖြစ်ဖြစ်ပေါ့เนาะဖန်ခွက်တွေကွဲတာအစရှိပြီးကွဲတဲ့အရာဝတ္ထုတွေကွဲတယ်ဆိုလို့ရှိရင်แตกနဲ့အသုံးပြုလို့ရပါတယ်เนาะနောက်တစ်ခုကကြတော့ hack ကျိုးသည်သူကကြတော့လည်းခြေကျိုးလက်ကျိုးပုံအရာဝတ္ထုတွေကျိုးသွားတဲ့အခါမှာလည်းအသုံးပြုလို့ရအောင်เนาะ hack ကျိုးတယ် non အိတ်တယ်သူကကြတော့ตื่นအတန်ကြီးမြင်သူကကြတော့เนาะအိယာထသည်ချင်းပါးစပ်ပိတ်ပြီမယ်မြည်သည်သူကကြတော့ဘာလို့မြည်ရဟင်းနေပါမြည်တဲ့အခါမှာအသုံးပြုတဲ့စကားလုံးဖြစ်ပါတယ်เนาะချင်းမြည်တယ်နောက်တစ်ခုကကြတော့ရိုင်းပြောင်းတယ်ဘာပြောင်းတာလဲခန်းပြောင်းတာပဲဖြစ်အလုပ်တွေပါပြောင်းတာပဲဖြစ်ဖြစ်ပေါ့เนาะစားရှိပြီးပြောင်းတဲ့အခါမှာဒီစကားလုံးကိုအသုံးပြုလို့ရပါတယ်เนาะရိုင်းပြောင်းသည်နောက်တစ်လုံးကကြတော့ချိုးကုညီသည်ချိုးနွိုင်းနည်းတော့ကုညီပါစားရှိအသုံးပြုလို့ရပါတယ်เนาะသင်ခန်းစာလေးကတော့ဒီတော့ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်လာမယ့်သင်ခန်းစာလေးတွေမှာပြန်ဆောင်ကြပါမယ်